သားသမီးတွေဆိုတာမိဘတွေစီမှာလူဖြစ်ဖို့အတွက်သူတို့ကိုယ်တိုင်ရွေးချယ်ခဲ့တာမဟုတ်ဘူးမိဘတွေကသားသမီးတွေကိုလူဖြစ်ဖို့အတွက်ရွေးချယ်ခဲ့တာသူတို့တွေမုစကူတူးပြီးတော့ရခဲ့တာပဲရှိတယ်ဆိုတော့အဲ့တော့သားသမီးတွေဆိုတာမိဘတွေပေါ်မှာဘာမှကျေးဇူးမရှိဘူးဗျာသိရမလားသူတို့တွေတစ်ချိန်ကြရင်အောင်မြင်မယ်ကြီးပွားမယ်ပတ်စံရှိလာမယ်ပတ်စံမရှိလာဘူးအမျိုးမျိုးသူတို့ဘောကျင်လည်ရတဲ့အချိန်ကြရင်ပတ်စံရှိသွားရဆိုရင်လည်းမိဘတွေကိုပြန်ပြီးကျေးဇူးသိတတ်ပေါ့နော်ဒီလိုပဲလိုတာမိဘတွေကိုပြန်ပြီးတော့တကူးတကိုင်မွေးနေကငါမွေးထားလို့လူဖြစ်လာတယ်ငါ့ကိုလှုပ်ကြွေးရမယ်ဆိုတဲ့မိဘတွေကကျွန်တော်နိုင်ငံမှာတိတ်များလောင်းကြီးတယ်လက်ဖက်ဆိုင်တွေကိုကြည့်လိုက်ပါခလေးလေးတွေပလုံကောက်နေတဲ့လူတွေကိုကြည့်လိုက်ပါခလေးလေးတွေချိုးမိဘတွေဆိုရင်6တန်း9တန်းလောက်ရောက်ရင်ကြောင်းထုတ်ပြီးမထားတော့ဘူးကြောင်းထားတယ်ဆိုတာထားခြင်းလို့မဟုတ်ဘူးအိမ်မှာမထားခြင်းလို့ကြောင်းအောင်သွားထားတာနည်းနည်းလေးခလေးကလူကောင်းလေးထွားလာပြီဆိုခိုင်းစားလို့ရပြီဆိုရင်ကြောင်းမထားတော့ထုတ်ပြီးအလုတ်ခိုင်းပြီးလှုပ်လို့ရတဲ့ဟာအကုန်လုံးအဲ့လိုပုံစံမျိုးပေါ့နော်အဲ့တော့သားသမီးတွေကမိဘတွေကိုလှုပ်ကြွေးဖို့အတွက်မွေးဖွားလာတယ်လို့ဖြစ်လာတယ်ကျွန်တော်နိုင်ငံမှာအဲ့ဒါယူကျွန်တော်တို့ကတိုက်ဖြတ်ရမယ်ကျွန်တော်တို့လည်းဒါပတ်စံရှိတဲ့မိသားစုကနေကြီးပွားလာတာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပတ်စံမရှိဘူးဆိုတာကျွန်တော်မရှိတာမဟုတ်ဘူးကျွန်တော်မိဘတွေမရှိတာကျွန်တော်မိဘတွေမရှိတော့ကျွန်တော်တို့တွေပင်ပန်းတယ်ပင်မအလုပ်တွေလုပ်ရတယ်နိုင်ငံခြားတွေထွက်ရတယ်အဲ့တော့ကျွန်တော်ရဲ့သားသမီးတွေကြရင်ကျွန်တော်အဲ့လိုမဖြစ်စေချင်ဘူးနောက်ပြီးတော့ကလေးတယောက်ကအသက်20ဝန်းကျင်ဖြစ်နေတဲ့ကလေးတယောက်ကညံရီသိပ်ကောင်းတယ်သူလုံမဲ့ဆိုတခုလုံမဲ့ဆိုကျွန်တော်တို့ဆိုလဲဖြစ်ရှင်ခဲ့တဲ့အရာတွေအများကြီးပဲကျွန်တော်တို့လုံနိုင်တယ်ကျွန်တော်တို့ဖြစ်အောင်လုံနိုင်တယ်ကျွန်တော်တို့အုံနောက်တွေအရန်ကောင်းတယ်အသက်20ကျော်အရွယ်ကဒါပေမဲ့ကျွန်တော်တို့က background မရှိဘူးကျွန်တော်တို့မိသားစုယူပြန်ကြည့်ဖို့တော့အလုပ်တွေလုပ်နေရတဲ့ကျွန်တော်အရန်ပင်ပန်းတယ်စိတ်တွေပင်ပန်းတယ်အဲ့တော့အဲ့ဒါတွေကိုကျွန်တော်တို့တစ်ချိန်မှာကျွန်တော်မိဘဖြစ်လာတဲ့အချိန်ကျရင်ကျွန်တော်သားသမီးတွေကိုမခံစားသေးချင်ဘူးအဲ့အတွက်ကျွန်တော်တို့စူးစမ်းရမယ်ကျွန်တော်တို့မိဘတွေမပြည့်စုံငယ်လို့ကျွန်တော်တို့လည်းမပြည့်စုံငယ်ပင်ပန်းတယ်အဲ့တော့ကျွန်တော်တို့မိဘဆိုတဲ့နေရာရောက်လာကျွန်တော်သားသမီးတွေမပင်ပန်းဘူးကျွန်တော်တို့တွေကမိဘဆိုမဖြစ်လာတဲ့အချိန်မှာတည်းကျွန်တော်တို့အလုပ်တွေလုပ်ရမယ်အတွေ့အကြုံတွေယူရမယ်ပတ်စံတွေစုရမယ်ပတ်စံတွေစုလာပြီးအနေချင်းလေးရလာပြီးစီးပွားရေးလုပ်ငန်းလေးတွေလုပ်နိုင်ပြီဆိုမှအိမ်တော်ပြုပြီးတော့ကလေးတွေယူကိုယ့်ရဲ့ကလေးတွေကိုကိုယ်ကတေချာပြုစုပြိုးထောင်တေချာနောက်ကနေ sporting ပေးဒါမှကိုယ့်ရဲ့ကလေးတွေကလည်းအုံနောက်တွေညံရည်တွေမြင့်တဲ့ကလေးတယောက်ဖြစ်မှာအခုကြတော့အဲ့လိုမဟုတ်ဘူးတော်တော်များများကလေးတွေယူကြတယ်အိမ်တော်တွေပြုကြတယ်အလွယ်တကူပဲပြီးရင်ကွဲကြတယ်ကလေးတွေကမိဘနဲ့ကြံခဲ့တယ်မိန်းကလေးတွေဆိုလဲအိမ်တော်ခွဲတွေအများကြီးပဲနိုင်ငံခြားတွေထွက်ရတယ်ကလေးတွေကနောက်မှမိဘနဲ့ကြံခဲ့ဘာမှနှွေးထွေးမှုမရှိပြီးရင်ဒီကလေးကလည်းဒါနောက်အသက်အရွယ်တစ်ခုရောက်လာတဲ့အချိန်ကျရင်ကလေးကလည်းပင်ပန်းမှာပဲဘာလို့လဲဆိုတော့မိဘတယောက်တည်းကဘယ်လိုရှာကြည့်လို့ရမလဲအဖေကမရှိတော့အဖေကကွဲသွားပြီနောက်အိမ်တော်တွေပြုတ်နေပြုတ်မယ်နောက်နိုင်ငံတွေသွားရင်သွားမယ်ဆိုတော့တကယ်တော့ကျွန်တော်နိုင်ငံကလေးတွေတိတ်ပြီးတော့ဆင်းရဲကြတယ်ပင်ပန်းကြတယ်အများစုကဒါတွေကိုပတ်စံရှိတဲ့ကောင်တွေကတော့နားလည်မှာတော့မဟုတ်ပါဘူးပတ်စံမရှိတဲ့လူတွေဘယ်လိုခံစားရလဲဆိုတော့ပတ်စံမရှိတဲ့လူတွေပဲနားလဲတယ်အဲ့တော့ကလေးတွေဒီမိဘတွေစီမှာလူလာဖြစ်ဖို့ရွေးချယ်ခဲ့တာမဟုတ်ဘူးဗျမိဘတွေကကလေးတွေကိုရွေးချယ်ခဲ့တာကလေးရဖို့အတွက်သူတို့တွေကမုစကူဒူးခဲ့ကြတာအဲ့တော့မုစကူဒူးပြီးတော့ဒီကလေးတွေကိုကနောက်ကနေပြီးစပို့တွေမပေးနိုင်ကလေးတွေဒီပင်ပန်းမယ်ဖြစ်ရှင်တာတွေမျိုးသိပ်ပြီးတော့ဘာမှဘဝကြီးမှာမလုံနိုင်တော့ဘူးလုံနိုင်တဲ့အချိန်နေအသက်တွေအကြီးကုန်ပြီ30 40ရောက်သွားပြီအတွေ့အကြုံတွေရပြီပတ်ဆိုင်တွေရှိပြီဆိုတော့ထားပါအသက်20ရွယ်မှာအစိုးရကြီးဖြစ်ရှင်တာတို့ပကြီးစရာကြီးဖြစ်ရှင်တာတို့အင်ဂျင်နီယာကြီးဖြစ်ရှင်တာတို့ညီမချက်တွေရှိခဲ့ပြီမယ်အဲ့ချိန်မှာပတ်ဆက်မရှိတော့ဘာမှလုံမရအောင်မိဘလည်းမထောက်ပံ့နိုင်ဘူးကိုကနေပြီးအသက်30ကျော်40တွေရောက်ပတ်ဆိုင်နဲ့ရှာနိုင်ပြီးအဲ့လိုရှင်ကြတော့အစိုးရကြီးဖြစ်ရှင်တာဆိုလည်းမဖြစ်ရှင်တော့အင်ဂျင်နီယာကြီးဖြစ်ရှင်တာဆိုလည်းမဖြစ်ရှင်တော့ဖြစ်ရှင်တဲ့အတိုင်းအတာတွေကျွန်တော်အကန့်အသတ်ရှိတယ်ဗျအကန့်အသတ်မှာကျွန်တော်တို့ကမိဘ sporting background ဆိုအရင်လိုအပ်တယ်အဲ့တော့မြန်မာနိုင်ငံမှာဖြစ်နေတာကြတော့ကျွန်တော်တို့အများစုကြီးကဒီလိုကြီးကလေးမွေးမယ်ကလေးကိုခိုင်းစားမယ်မိဘကိုလှုပ်ကြွေးရမယ်အဲ့ဒါကြီးအတိတ်ပဲမရှိဘူးကျွန်တော်ကလေးမွေးမယ်ကျွန်တော် sporting ပေးမယ်မင်းငါ့ကိုပြန်ကြည့်တာမကြည့်တာမင်းပိုင်းမင်းပြန်ကြည့်တယ်မလို့ငါရှာဖွေစုဆောင်းထားမှာငါ့နောက်တစ်ချိန်တွက်ဆိုပြီးတော့အဲ့လိုနေထားရအောင်ကြိုးစားနေတယ်ပတ်စံနေစုနေတယ်တချို့တွေကပြောအိမ်တော်ပြုတ်သေးဘူးလားအိမ်တော်ပြုတ်တာလွယ်တာပေါ့လို့ဒါပေမဲ့အိမ်တော်ပြုတ်ရင်မွေးလာတဲ့ကလေးတွေကိုဘယ်လိုထားမလဲဆိုတာတွေးဘူးလားလို့အရင်ဘယ်လိုပြောမလဲပင်မန်းတယ်ပေါ့နော်ကိုကနေပတ်စံမရှိရဲ့ချိန်ကြရင်ကျွန်တော်မိဘရေဆိုလည်းပတ်စံမရှိတော့ပင်မန်းတယ်လေသူလည်းပင်မန်းတယ်ကျွန်တော်လည်းပင်မန်းတယ်အကုန်လုံးပင်မန်းတယ်အဲ့တော့ကျွန်တော်သားသမီးတွေလက်ထက်ကြီးကျွန်တော်တို့ကပင်မန်းဆင်းရဲတဲ့ဟာကြီးကိုခေါ်ဆောင်သွားမယ်ဆိုရင်ကျွန်တော်တို့ကအသုံးမကျတဲ့လူတွေဖြစ်သွားမှာပေါ့အဲ့တော့ပတ်စံရှိအောင်လုပ်ပါပတ်စံရှိတယ်ဆိုယူသားဖို့လိုတယ်ကြိုးစားဖို့လိုတယ်လူမှန်နေဖားပြီးမပေါင်းနဲ့
ပတ်စံရှိချင်းမျိုးသားမှတ်မှန်ကန်သွားဖာဟိုအလုပ်တွေမှာလည်းကပ်ဖားရက်ဖားတွေမလုံနဲ့နောက်ပြီးတော့အတွေ့အကြုံတွေကိုစုပေါ့နော်ကျွန်တော်တို့အများကြီးလုပ်လို့ရတယ်ငယ်တုန်းရွယ်တုန်းမှာအဲ့တော့အဓိကတော့အသက်20ကျော်ရွယ်လေးတော့အိမ်တော့မပြုတ်စေချင်ဘူးပေါ့နော်ငါမိဘစင်မပြေဘူးဆိုအမြဲတမ်းတွေးပြီးတော့အမြဲတမ်းပတ်စံရှာကိုယ့်ရဲ့အတွေးခေါ်တွေကိုတစ်နှစ်နည်းနည်းစီမြင့်သွားဒါဆိုရင်နောက်ချိန်ကျရင်ကျွန်တော်နိုင်ငံလူပတ်ဝန်းကြီးကလည်းကောင်းသွားမှာပဲလူပတ်ဝန်းကြီးကောင်းမှကျွန်တော်နိုင်ငံကြီးလည်းကောင်းသွားမှာပဲလူတိုင်းတယောက်ချင်းစီပြောင်းလဲသွားရင်နိုင်ငံကြီးမှာကောင်းနိုင်တယ်ခုတော့မဟုတ်ဘူးအိမ်တော်ပြုတ်နေကြတာ15နှစ်လေးနဲ့ဘာတွေလောက်ကြလဲမသိဘူးရှင်းပြရင်မုစကူဒူးကြီးလို့15နှစ်လေးအိမ်တော်ပြုတ်တယ်ဆိုတော့မုစကူဒူးချင်းလို့တခုပဲရှိတာကျန်တာဘာမှမရှိဘူးဘာစည်းပိုင်းမှလည်းနားမလဲဘူးမုစကူဒူးကြီးကလေးရမယ်ပြီးရင်ကွဲမယ်ဒါပဲ